တုတ်တန်ချံအခန်းကြီး3ငါသာအပပေသောတရားကိုမမေ့နှင့်ငါပညာတို့ကိုတင်၏နှလုံး၌ဆုံးရှုံးပါစေအကြောင်းမူကားပညာတရားသည်အတ္တတာရှိသောကာလနှင့်ပေါင်းများကို၎င်းညီဝတ်ခြင်းကို၎င်းတိုးပွားစေလိမ့်မည်ကရုဏာတရားနှင့်သစ္စာတရားကိုတင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုတင်၏လေပင်၌ဆွဲထားလောနှလုံးအင်းစရင်၌ရေးတွင်လောထိုတို့ပြုလျင်ဖျားသခင်ရှိလူရှိတို့မှမျက်နာရ၍ဂျေဇုကိုခံရလိမ့်မည်ထာဝရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ကိုစားလောကိုညံကိုအမိမပြုနှင့်တွားလျရာရာနဲ့ထာဝရဘုရားကိုမျက်မှောက်ပြုလောတို့ပြုလျင်တင်၏လမ်းခီတို့ကိုပဲ့ပြင်တော်မူလိမ့်မည်ငါသည်ပညာရှိ၏ကိုမထင်နှင့်ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လောတို့ပြုလျင်တင်၏အကျော်တို့သည်အာတတ်၍အယိုးတို့သည်ချင်းစီနှင့်ပြေဆုံးကြလိမ့်မည်တင်သည်ကိုဥစ္စာနှင့်အဦးတီးသောအတီးအနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လောတို့ပြုလျင်တင်၏စပကြီးတို့သည်ကျွေဝ၍စပစ်တီးနေရာတန်စာတို့ကိုအတစ်တော်စပစ်ရည်ရှံလိမ့်မည်ငါသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ဘဲမနေနှင့်တင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်စေနှင့်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏နှစ်သက်တော်မူသောသူကိုတန်ခတ်တော်မူတတ်၏ဉာဏ်ပညာကိုရှာ၍ရသောသူသည်မင်္ဂလာရှိ၏ကျောင်းမူကားပညာကုန်သွယ်ခြင်းသည်ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏ပညာကုန်သွယ်၍ရသောအမြတ်လည်းရွှေစင်ထက်သာ၍ကောင်း၏ပညာသည်ပတ္တမြတ်ထက်သာ၍အဖို့ထိုက်ပေ၏နှစ်သက်ဖွယ်သမျှသောအရာတို့သည်ထိုယတနာကိုမပြိုင်နိုင်ကြသူ၏လက်ရလက်၌အတ္တရှိသောကာလလက်ဝဲလက်၌စီးစိမ်နှင့်ကုန်အတရေရှိ၏ပညာလန်းတို့သည်တာယာသောလန်းပညာလန်းခီးရှိသမျှတို့သည်ငြိမ်ဝတ်လျက်ရှိကြ၏ပညာကိုကင်ဆွဲသောသူသည်အသက်ပင်ကိုရပြီးလက်မလွတ်သောသူသည်မင်္ဂလာရှိ၏ထာဝရဘုရားသည်ပညာတော်အားဖြင့်မြေကြီးကိုတည်၍ဉာဏ်တော်အားဖြင့်မိုးကောင်းကင်ကိုပြင်ဆင်တော်မူပြီးသိပ္ပံအသက်တော်အားဖြင့်နက်နဲသောအရက်အကွယ်၍မိုးတိမ်မှလည်းနင်းရကြတတ်၏ငါသာပညာယတနာနှင့်တမတတိကိုတင့်မျက်မှောက်မှမကွာစေဘဲအစဉ်စောင့်ရှောက်လောတို့ပြုလျင်ထိုယတနာတို့သည်တင်၏ဝိညာဉ်၌အသက်တင်၏လည်းပင်၌ဂုံအတရေဖြစ်လိမ့်မည်တင်သည်ခရီးတွားရာ၌ဘေးမရှိခြေမတိုက်မိပဲတွားလိမ့်မည်အိတ်သောအခါကြောက်เสียမရှိရကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်လင်းမြန်သောဘေးနှင့်လူဆိုးတွေ့တတ်သောပျက်စီးရာဘေးကိုကြောက်เสียမရှိရအကြောင်းမူကားထာဝရဘုရားသည်တင်ယုံကြည်ကိုးစားရာဖြစ်၏တင်၏ခြေကိုမကြော့မိစေခြင်းကဆောင်မတော်မူလိမ့်မည်ဂျေဇုကိုခံတင့်သောသူတို့အားဂျေဇုပြုရသောအခွင့်ရှိလျှင်မပြုဘဲမနေနှင့်အိမ်နီးချင်းကိုပေးเสียရှိလျက်ပင်တွားတော့တဖန်လာအောင်တော့နှက်ဖြတ်မှငါပေးမိဟုမပြောနှင့်စိုးရင်ချင်းမရှိဘဲတင့်အနားမှနေသောအိမ်နီးချင်း၌မကောင်းသောအကြံကိုမကြံနှင့်တင်၌အပြစ်မပြုသောသူကိုအကြောင်းမရှိဘဲရန်မတွေးနှင့်ညီဆဲတတ်သောသူ၏စည်းစိမ်ကိုမတောင့်တနှင့်သူလိုက်သောလမ်းတစ်စုံတစ်ခုကိုမျှအလိုမရှိနှင့်အကြောင်းမူကားထာဝရဘုရားသည်တဘောကောက်သောသူတို့ကိုဆက်ဆုပ်၍ရှာတော်မူ၏ဖြောင့်မတ်သောသူတို့မူကားကိုတော်နှင့်မိတ္တဟာယဖွဲ့ရသောအခွင့်ရှိကြ၏မတရားသောသူ၏နေရာသည်ထာဝရဘုရားချိန်တော်မူခြင်းကိုတွေ့တတ်၏တရားသောသူ၏နေရာကိုကောင်းချီးပေးတော်မူ၏အကယ်စင်စစ်ကဲ့ရဲ့တတ်သောသူတို့ကိုကဲ့ရဲ့တော်မူ၏စိတ်နှိမ်ချသောသူတို့အားကျေးဇူးပြုတော်မူ၏ပညာရှိသောသူတို့သည်ဘုံအတရေကိုအမွေခံရ၍မိုက်သောသူတို့မူကားအဆက်ကွဲခြင်းကိုထမ်းသွားရကြလိမ့်မည်